Hi အားလုံးပဲမင်္ဂလာပါအားလုံးကို Beat Guitar Channel Official ကကြိုဆိုပါရစေအဲ့တော့ကျွန်တော်အခု Key D ရဲ့ Family Do Re Mi Fa Sol La Ti ရဲ့အခြေခံလိဂီတာတီနီအမြင့်တန်ပေါ့နော် Do Re Mi Fa Sol La Ti ရဲ့ High တန်အမြင့်တန်တီးကွက်၄မျိုးကိုကျွန်တော်တီးပြမှာဖြစ်တယ်ဒီတီးကွက်၄မျိုးကကျွန်တော်လိဂီတာတီးချင်တဲ့အခြေခံဂီတဝါဒနာရှင်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒီ၄မျိုးတီးထိုင်းရင်ကျွန်တော် solo တွေပါရှာတီးရင်လည်းအရင်အထောက်ကူဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖြည်းဖြည်းချင်းတီးပြမယ် key D ပေါ့နော်တော့ do re mi fa sol la ti high တန်အမြင့်တန်ဘယ်လိုခွဲမလဲဆိုတော့ဒီမှာပြထားတဲ့အတိုင်း do re mi fa sol la ti ရဲ့အပေါ်မှာပေါ့နော်အဆက်တစ်ဆက်ပိုင်အမြင့်တန်လို့ကျွန်တော်ခွဲပြီးမှတီးထားလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြင့်တန်တီးကွက်၄မျိုးကိုကျွန်တော်တီးပြမယ် key D ပေါ့နော်ဟို30 70 70မှာဟောနော် do ဒါ high time ပေါ့နော် key D ရဲ့ high time do re mi fa sol la ti high time တီးနီအမြင့်တန်တီးနီ၄မျိုးကိုကျွန်တော်တီးပြမယ်အရင်ကျွန်တော်ဥပမာအရင်တီးပြမယ်ရှိမယ်နော် do re mi fa sol la ti do ဒါတမျိုးနော်ပြီးရင်ဒီမှာနံပါတ်2တမျိုး do re mi fa sol la ti do ဒါနှမျိုးနော်ပြီးရင်ဒီမှာပဲ do re mi fa sol la ti do ပြီးဒီမှာ do အပူကျုံးမှာပေါ့နော်အပူကျုံးနဲ့ do re mi fa sol la ti do ဟုတ်နော်အဲ့တော့ဒါကျွန်တော်ဥပမာနဲ့တီးပြတာအဲ့တော့ကျွန်တော်အခုတစ်ချက်ချင်းစီဖြည်းဖြည်းချင်းတီးပြမှာဖြစ်တယ်ပေါ့နော်ဒါ key D ရဲ့အခြေခံလိဂီတာတီးခတ်နည်းပေါ့နော် high time do re mi fa sol la ti ရဲ့တီးခတ်နည်း၄မျိုးပေါ့နော်အဲဘာမှဆုံးတစ်မျိုးအနေနဲ့ကျွန်တော်အရင်တီးပြမယ် do re mi fa sol la ti do တော့တီကျိုးမှာပဲတောက်လျှောက်တီးသွားတာဟုတ်ပြီနော်အဲ့တော့လက်ကွက်က30ကနေစတယ်ပေါ့နော်ဟုတ်နော်ဒါ key D ပေါ့နော်30ကနေစတယ် do စနိ re mi ဟုတ်နော်ဟုတ်နော် do re mi ပြီးလက်ကိုပြောင်းသွားမယ် fa sol la ti do ဟုတ်နော်လက် position လဲအရေးကြီးတယ်ကျွန်တော်လက် position ဘယ်လိုယူလဲကြည့်မယ်ပြန်ပြမယ် do re mi ပြီးလက်ညိုးနဲ့ပြန်သွားမယ် fa sol la လက်ညိုးနဲ့ ti do တော့ key D high time ဆိုတော့လေဘယ်လိုပြောမလဲ acoustic guitar နဲ့ဆိုတော့နည်းနည်းဘာကင်ကမှာပေါ့နော်တချို့ guitar တော့flat ဘာမပြီးရင်လေရှိဘောနော်အတန်နိုင်ဆိုတော့solid guitar နဲ့လက်ချင်တော့ပိုကောင်းတယ်ပေါ့နော်ဘာဆိုသူက key D ရဲ့ high time ဖြစ်နေလို့လေနော်အဲ့တော့ဒါဘာသာ position 1တော့not ခောက်ပြန်ပြမယ်တော့နော်တီကျိုးမှာပဲတီးသွားတယ် do re mi ပြီးနော် fa ကိုလက်ညွှန်းနဲ့စမယ် fa sol la ပြီးဒီမှာ ti do ဒီ do ကတော့ပို double high ဖြစ်သွားပြီပေါ့နော်သူကအဆက်20ပါသွားတယ် t ရဲ့နောက်ဆုံးမှာ do မှာအပေါ်မှာ20ပါပေါ့နော်ဟုတ်ပြီနော်အဲ့ဒါ position 1ပေါ့နော်ပြန်ပြအောင်မယ် do re mi fa sol la ti do ဟုတ်နော် okay ဒါ position 1ဖြစ်တယ် position 2ကိုတွားရအောင် position 2ကတော့ဒီမှာစနေ74ကွက်ကနေဒီကိုလို့ပေါ့နော်ဟုတ်နော်ပြီးအဲ့တော့15ကနေစမယ်15ကိုလက်ခလေးထောက်မယ်ဟုတ်နော်
ဒါဒေါ်ပဲဟုတ်နော်ကြည့်မယ်ဒေါ်ရေမီဖာဆိုလာတီဒိုဟုတ်နော်ဒါ position 2ဟုတ်တယ်နော်ဒီမှာ15ကွက်ကနီချိုးကနဲ့တီချိုးကိုစီးမယ်ပေါ့နော်ပြန်တီးပြမယ်ဒေါ်ရေအောက်စီးမယ်မီဖာဆိုလာတီဒိုဒါ the high ပေါ့နော်ဒေါ်နစမီတော့လားပြန်ပြမယ် position 2မှာလက်ကလေးနဲ့အရင်စနော်15ကွက်နီချိုးမှာဒေါ်ရေမီဖာဆိုလာတီဒိုဟုတ်နော်ဒါ position 2နောက်ဆုံးတစ်ခေါက်ပြမယ်ဒေါ်ရေမီဖာဆိုလာတီဒို Okay position 2ပြီးသွားပြီနောက် position 3ကိုတွားရအောင် position 3ကလည်းနီချိုးကနေစတယ်15ကွက်ကနေပေါ့နော်ဒါမဲ့အခုန position 2ကိုဒိုကိုလက်ကလေးနဲ့စယူတယ်ဒါမဲ့အခုကလက်ညိုးနဲ့စယူမယ်လက်ဟပြီးမှခွတ်တီးမှာပေါ့နော်ဒိုရေမီဒီမှာနော်နီချိုးပဲခွတ်တီးမယ်ဒိုရေမီဖာဆိုလာတီဒိုဟုတ်နော်ဒါ position 3ဟုတ်နော်ပြန်တီးပြမယ်15ကွက်နီချိုးကိုလက်ညိုးနဲ့စယူမယ်ဒေါ်ရေခွတ်တီးမယ်မီဟုတ်နော်ဒေါ်ရေမီဒေါ်ရေမီပြီးအဲ့တန်းအောက်စီမယ်ဖာဆိုလာဟုတ်နော်တီဒိုဒီအဘနကွဲမှာလဲဆိုတော့15 16 19 20ဒီဟာတော့20မှာဆုံးသွားတာပေါ့နော်ဒေါ် high double high ပေါ့နော်ဟုတ်နော် position 3ပြန်ပြမယ်ဒေါ်ရေမီအောက်စီမယ်ဖာဆိုလာတီဒိုဟုတ်နော်ဒါ position position 3ပေါ့နော်ပြီး position 4ကိုပြန်ပြမယ် position 4ကဒါ15 16 19 19ကွက်3ကျိုးမှာ3ကျိုးကိုတီးမယ်3ကျိုးနော်19ကွက်လက်ကွက်နာပါ19ကွက်3ကွက်3ကျိုးနဲ့စယူမယ်ဒိုရေမီဖာဆိုလာတီဒိုဒါတော့ A position ပေါ့တီးတာပေါ့ဒိုရေမီဖာဆိုလာတီဒိုအဲ့မျိုးယူတာဒါ19ကွက်မှာနော်ဒီပေါ့နော်ဒိုဟုတ်နော်လက်ဒိုရေမီဖာဆိုလာတီဒိုပြန်ပြမယ်နော်လက်ညိုးနဲ့စယူမယ်ဒိုပင်ရေအောက်စီမယ်မီဖာဆိုလာတီဒိုပြန်ပြမယ်နော်ဒိုရေမီဖာဆိုလာတီဒိုဒါတော့ဘာတော့နည်းနည်းကတ်တယ်ဒါပေမဲ့ကျွန်တော်တခါလဲတီတော့အောင်ဆိုပြီးအစဆုံးပြတာပေါ့နော်ဟာ solid နဲ့ဆိုတော့ပိုကောင်းတာပေါ့ပြန်ပြမယ်19ကွက်မှာ3ကျိုးဒိုရေအောက်စီမယ်မီဖာဆိုလာတီဒို position 4ပေါ့နော်ဒိုရေမီဖာဆိုလာတီဒိုဟုတ်နော်နောက်ဆုံးတစ်ခေါက်ဒိုရေမီဖာဆိုလာတီဒို Okay တော့ကျွန်တော် key D family ရဲ့ do re mi fa sol la ti ရဲ့အမြင့်တန်၄မျိုးကိုကျွန်တော်တီးပြပြီးပြီအဲ့တော့နောက်ဆုံးတစ်ခေါက်ကျွန်တော်တီးပြမယ် do position 1 do re mi fa sol la ti do ဟုတ်နော် position 2ကိုတွားမယ်ဒီမှာ position 2 let do re mi fa sol la ti do ဟုတ်နော် position 3
လက်ညွှန်းနဲ့စယူမယ်ဒိုရေမီဖာဆိုလာတီဒိုပိုဆိုရှိဖိုဒီမှာ3ကျိုးမှာပေါ့နော်16ကွက်မှာဒိုရေမီဖာဆိုလာတီဒို3ကျိုးနဲ့ဆင်းသွားတာပေါ့နော်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီဟာတော့ဒိုရေမီဖာဆိုလာတီရဲ့အမြင့်တန်တီးကွက်၄မျိုးကိုကျွန်တော်ပြတာဖြစ်တယ်အရှိပိုင်းမှာကျွန်တော်တီးကွက်မျိုးစုံနဲ့ပေါ့နော်ခီဒီရဲ့အနိတ်တန်တီးကွက်မျိုးစုံနဲ့ပြီးရင်ခီဒီရဲ့အလတ်တန်တီးကွက်မျိုးစုံကိုကျွန်တော်အရှိမှာဗီဒီယိုမှာတီးပြထားတယ်ကေမကြည့်ရတဲ့ရင်ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်ထဲမှာကျွန်တော်ဖိထောက်ပေးထားတယ်ပေါ့နော်အဲ့စီသေးကျွန်တော် share ဗီဒီယိုမှာတော့ခီစီနဲ့ပတ်သက်တဲ့ do re mi fa sol la ti အနိတန်အမိတန်အလတ်တန်ဒီလိုမျိုးပေါ့နော်တီးကွက်မျိုးစုံနဲ့ကျွန်တော်ခီစီ family အကုန်လုံးကျွန်တော်တီးပြပြီးပြီအခုကခီဒီရဲ့ height တန်ပေါ့နော်နောက်ဆုံး height တန်တီးကွက်၄မျိုးကိုကျွန်တော်တီးပြထားတာဖြစ်တယ်အဲ့တော့ share ဗီဒီယိုမှာအနိတန်နဲ့အလတ်တန်တီးကွက်မျိုးစုံကိုကျွန်တော်တင်ပေးထားတာရှိတယ်ကျွန်တော်ရဲ့အကောင့်မှာဝင်ကြည့်လို့ရတယ်ကျွန်တော်ပြထောက်ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုအတိမှာကတော့ကျွန်တော်ခီဂျီနဲ့ပတ်သက်တဲ့ဟာဒိုရေမီဖာဆိုလာတီရဲ့အနေအမြင့်အလတ်တန်ပေါ့နော်တခုချင်းစီကိုကျွန်တော်ခွဲပြီးမှပြန်ဗီဒီယိုလုပ်ပေးမှာဖြစ်တယ်ကျွန်တော်ဒီဗီဒီယိုလေးကိုလည်း like share subscribe follow လုပ်ရင်းနဲ့အားပေးပါအောင်လို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်